Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဗီဒီယိုတင်တဲ့အခါဗီဒီယိုပေါ်မှာတွေ့နေရတဲ့ပုံလေးတွေဘယ်လိုလုပ်တာလဲဆိုတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ် AI ကိုမလောက်ခိုင်းပဲနဲ့ကိုဖန်တီးလို့ရအောင်လီလီကမျှဝေပေးမှာဖြစ်ပါတယ်လီလီသုံးတဲ့ application လေးကိုပြမယ်ပေါ့နော်ဒီဟာလေးပါဒီ application လေးပေါ့နော်ဒါYouTube ရနေပြီးမေးပြီးတော့ပေါ့နော်သူကဒါသုံးဆိုလို့လီလီသုံးထားတာပေါ့နော်အဲ့ထဲဝင်လိုက်ပါမယ်သူက Wi-Fi ရှိမှရမယ်ပေါ့နော်သူက line နဲ့လောက်ရတာပါဒီလိုမျိုးစပေါ်လိမ့်မယ်ကြည့်အမှားပဲနှိပ်ပေါ့နော်ပြီးရင်ဒီချက်ကိုရောက်ပြီဆိုတာနဲ့လီတို့ဒီဘက်က ATT ဆိုတဲ့ဟာလေးနှိပ်ပါမယ်လီအတန်ထွက်မှာဆိုလို့တခြားပြောပြတော့ပေါ့နော်လို့ရှိရင်ဒီ color လေးထဲမှာကိုလိုချင်တဲ့အရောင်တွေအကုန်လုံးရွေးလို့ရပါတယ်ရှင်ပန်းရောင်တွေပါလည်းရွေးလို့ရတယ်ပေါ့နော်ဒီကပန်းရောင်လေးရွေးလိုက်မယ်ပေါ့နော်လို့ရှိရင်ဒီ ATT ဆိုတဲ့ဟာလေးကိုထပ်နှိပ်ပေါ့နော်ပြီးရင်ကိုဖြည့်ညက်ကတ်လို့ရှိနေဆိုလို့ရှိရင်ဖြည့်ညက်ကတ်လုံးမဲ့ပုံလို့ရွေးပေါ့နော်ဒီကဒီလုံးမဲ့ဟာလေးရွေးလိုက်ပါမယ်ရှင်ဒီပုံကဒီလိုမျိုးနောက်ခံ Brian ပါနေလို့သူ့ညှက်ရှာမယ်ပေါ့နော်ရသွားပြီပေါ့နော်ဒါဆိုတော့အမှန်လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့သူ့ကိုတီးချင်လည်းရကြီးချင်လည်းရပေါ့နော်ပြီးလို့ရှိရင်တော့ THD ဆိုရဲ text ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာကိုရေးချင်တယ်လို့ရတယ်ပေါ့နော်လီကတော့လီရဲ့ post ကကြတော့ဒီပေါ့နော်ကလင်းမီဒီယာရဲ့ဒီနေ့တာဆိုတော့လီကလင်းမီဒီယာရဲ့ဒီနေ့တာပုံလေးကိုပဲလောက်လိုက်မယ်ပေါ့နော်သူ့မျိုးမျိုးလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီပုံစံပြောင်းတဲ့ဟာတော့ကျတော့အင်္ဂလိပ်တရားမှပြောင်းတော့ပေါ့နော်မြန်မာဆိုရင်တော့မပြောင်းပါဘူးရှင်ဒီမှာစတစ်ကာရှိရပေါ့နော်သူကဟိုစတစ်ကာရမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးသူဖန်တီးထားတဲ့ဟာလေးပဲရပါတယ်ဒီထဲမှာလီကလို့ရှိရင်ဒါလေးကိုသေးပါမယ်တိုင်းလည်းမသိနဲ့ပေါ့နော်ဒါနဲ့ခွတိလောက်ပဲဒါဆိုလို့ရှိရင်တော့ရပါပြီလီကစတစ်ကာလေးထည့်ချင်တရားဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒေါင်းပေးရတယ်ပေါ့နော်လီစိတ်တူဟာလေးကိုလုပ်လိုက်ပါမယ်ရှိုက်ပေါ့နော်စိတ်တူဟာလေးလုပ်ပြီးတော့ဒီအောင်လေးမှထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဟိုအပေါ်မှာပေါ့နော် download ဆိုတာလေးပေါ်ပါတယ်လီလီကမြမပါဖြစ်တဲ့အတွက်ကြောင့်မလို့သိစိတ်ထိုးပြလို့မရဘူးပေါ့နော်အပေါ်ကအပြာရောင် down ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရသွားပြီပေါ့နော်အကျန်သူကကိုယ့်ရဲ့ပုံလေးကိုတန်တိုက်ရိုက်ထည့်ပေးပါမယ်လီပြပါမယ်ဒီမှာပါဒါကတော့လီလိုဆွမ်းဖြတ်ထားတဲ့ပုံကိုသူတို့ကထည့်ပေးရပေါ့နော်ဒါမှမလို့ကျင်လို့ရှိရင်တော့ဖြတ်လို့ရပါတယ်ဒါပေမဲ့လီကမဖြတ်တော့ပါဘူးနောက်တစ်ခါလို့ရှိရင်လည်းထည့်လို့ရရပေါ့နော်ဒီမဲ့ပေါ့နော်ပုံလေးရတာပါပြီဒါဆိုလို့ရှိရင်တော့ဒီလိုပုံတွေကိုကိုယ့်ဘက်ကိုဖန်တီးပြီးလုပ်လို့ရနေပါပြီဒီရဲ့ application လေးရတော့ဒီဟာလေးပါစာလည်းမြင်ရမှာဆိုလို့ပေါ့နော်ဒါမဲ့ဒီအပေါ်ဒီမြင်နေရစာလေးကိုပဲရိုက်လိုက်ပေါ့နော်ပြီးတော့မှဒီပုံလေးကိုရှာလိုက်ပါဒီဟာလေးပါဒါဆိုလို့ရှိရင်တော့ဗမိန်ပါလီကလီကိုယ်တိုင်စောက်လို့ကိုယ်တိုင်လုံးလို့ရတဲ့ပုံလေးရဲ့ဟာလေးကိုလီကမျှဝေပေးရဖြစ်ပါတယ်ဒါကြောင့်မလို့လဲလီရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးရှင်ဒါဆိုလို့ရှိရင်တော့ဘိုင်ဘိုင်ပါ